လူတယောက်ရဲ့စိတ်ရင်းမှန်ကိုသိရဖို့ဆိုလို့ရှိရင်ပေါ့နော်အဲ့ဒီလူကိုကျွန်တော်တို့တော်တော်ကြာကြာပေါင်းကြည့်မှပေါ့နော်ဒါသိနိုင်တာပေါ့ပေါ့ခဏလေးပေါင်းပြီးတော့ဒါလူတယောက်ရဲ့စိတ်ရင်းကိုကျွန်တော်တို့အကဲဖြတ်လို့မရသလိုအပေါ်ယံကြည့်ပြီးတော့ကျွန်တော်တို့ဆုံးဖြတ်လို့မရဘူးပေါ့အဲ့တော့အချိန်တစ်ခုနဲ့ပေါ့နော်ကျွန်တော်ပြောပြရမယ်ဆိုလို့ရှိရင်ပေါ့လူတယောက်ကကျွန်တော်တို့နေ့စဉ်ဘဝမှာအမြဲတမ်းပေါ့နော်ဘယ်လိုပြောမလဲဝင်ရောက်ဆွတ်ဖတ်နေတယ်ဆိုလို့ရှိရင်ပေါ့ပြီးလို့ရှိရင်သူကကိုကြိုးအတွက်ကြည့်ပြီးတော့အလုပ်လုပ်တယ်ဆိုရင်တခြားသူတွေအတွက်ကျွန်တော်တို့နော်တခြားလူတွေအတွက်ကိုမကြည့်ပဲနဲ့သူကိုကြိုးအတွက်ပဲကြည့်ပြီးတော့နော်သူရသူယူသူလုပ်ရင်ဟာလားရတယ်ဆိုတဲ့ပုံစံမျိုးနဲ့နေတဲ့လူမျိုးဆိုတော့ကျွန်တော်တို့ဘာမှအဲ့ဒီလူတွေကိုကြတော့ဒါအရန်အချိန်ကြာပေးပြီးတော့ပေါင်းစရာမလိုအရန်အချိန်ကြာပေးပြီးပေါင်းစရာမလိုဆိုတာဘာလို့လဲဆိုလို့ရှိရင်သိနေရလေသူကဘယ်လိုစောင့်ကျင်ရှိလဲဘယ်လိုရုံးမှတက်လဲနော်ပြီးလို့ရှိရင်သူဘယ်လိုစိတ်နေစိတ်ဓာတ်ရှိလဲဆိုတော့ကျွန်တော်သိနေရဖြစ်တဲ့အတွက်တိုင်းမှာကိုနဲ့ဘာနော်ဘယ်လိုပြောမလဲအရေးရှင်းမတူတဲ့သူတို့နော်ကိုနဲ့အဆင့်အတန်းမတူတဲ့သူတို့ဆိုလို့ရှိရင်လူတွေကခက်ဝေးချောင်ကြတယ်ပေါ့ဆိုတော့အဆင့်အတန်းနဲ့အရေးရှင်းကဘာလဲဆိုလို့ရှိရင်ပေါ့အရေးရှင်းဆိုတာကတော့ဘယ်လိုပြောမလဲတယောက်နဲ့တယောက်မှာစကားပြောတတ်တဲ့အရေးရှင်းနားထောင်နိုင်စွမ်းရှိတဲ့အရေးရှင်းတီးခံနိုင်တဲ့အရေးရှင်းကိုပြောတာနော်ပြီးလို့ရှိရင်အုံနောက်နဲ့စဉ်းစားဆင်ခြင်နိုင်စွမ်းရှိတဲ့သူရဲ့စဉ်းစားရှင်းစိန်နိုင်စွမ်းရှိတဲ့အရေးရှင်းပေါ့နော်အဲ့လိုလူတွေကျွန်တော်တို့အရေးရှင်းရှိရလို့သတ်မှတ်လို့ရပါတယ်ပြီးတော့အဆင့်တန်းဆိုတာဘာလဲဆိုလို့ရှိရင်ကိုချင်းသိက္ခာနော်ပြီးလို့ရှိရင်လူတွေရဲ့စကားပြောပုံကိုရဲ့စကားပြောပုံဆိုပုံနေပုံထိုင်ပုံဝိဒါစားတာပတ်စံရှိတာမရှိတာကိုကျွန်တော်ပြောတာမဟုတ်ဘူးလူတွေစကားပြောတဲ့အခါမှာလိုပြောဖြတ်မပြောတဲ့ယဉ်ကျေးမှုနော်စကားပြောတဲ့အခါမှာနားထောင်ပေးနိုင်တဲ့ယဉ်ကျေးမှုတယောက်နဲ့တယောက်လေးစားတတ်တဲ့ယဉ်ကျေးမှုတယောက်ပေါ်တယောက်နားလည်ပေးနိုင်တဲ့နော်ယဉ်ကျေးမှုအဲ့လိုလေးပေါ့နော်ကျွန်တော်တို့ဒါရှိထားတဲ့သူတွေကျွန်တော်တို့ဒါအဆင့်တန်းမြင့်တဲ့သူတန်ဖိုးရှိတဲ့သူလို့သုံးလုံးခိုင်းစားလို့ရတယ်ပေါ့နော်သုံးလုံးခိုင်းစားတယ်ဆိုတာဒီလိုခေါ်ပြောဆိုခြင်းကိုပြောတာဖြစ်တယ်အဲ့တော့လူတိုင်းမှာကျွန်တော်တို့ကိုယ့်ရဲ့နော်ဘယ်လိုပြောမလဲအရေးရှင်းဆိုတာရှိကြတယ်လူတိုင်းမှာပင်ကိုအစွမ်းစားရှိတယ်အုံနောက်ရှိတယ်အသိဉာဏ်ရှိတယ်စဉ်းစားရှင်းစိတ်နိုင်စွမ်းရှိတယ်လှုပ်တဲ့နဲ့မလှုပ်တဲ့ဘူးနော်ဒါရှိတယ်လှုပ်တဲ့နဲ့မလှုပ်တဲ့နဲ့ရှိရဆိုတော့ကစဉ်းစားတွေးခေါ်နိုင်တဲ့အုံနောက် brain ရှိတယ်အဲ့ဒါကိုအသုံးမပြုဘူးတချို့ကြတော့ဘယ်လိုပြောမလဲအသုံးမပြုဘဲနဲ့ကိုလှုပ်ရှင်တာရေရှောက်လုပ်တယ်လှုပ်ပြီးကမှဒေသမားသွားတယ်ဆိုတဲ့ကိစ္စမျိုးနဲ့ကြုံလာတဲ့အခါကျလို့ရှင်ကျွန်တော်တို့ပြင်လို့မရတဲ့အမှားမျိုးဆိုလို့ရှင်ဒါဘယ်လိုမှအဆင်မပြေဘူးပေါ့နော်ကိုကပြင်လို့ရတဲ့အမှားလေးကျူးလွန်လိုက်တာကကိုဒီခါလုံးမိလို့ရှင်ဒီလိုဖြစ်တတ်တယ်ဆိုတော့နောက်တစ်ခါလုပ်ရင်ကိုဒီလိုမဖြစ်အောင်သင်ခန်းစာယူရမယ်ဆိုတဲ့အသိဉာဏ်မျိုးဒါရရှိတယ်အဲ့ဆိုတော့လူတိုင်းကတော့အဲ့လိုပြောမယ်ဆိုလို့ရှင်ကိုယ့်ရဲ့အုံနောက်နဲ့နော်စဉ်းစားဆုံးဖြတ်ဖို့လိုအပ်ပေါ့ဆရာကြီးမောင်ဆိုင်ဝင်ပရိကုံပြောဖို့တယ်ပေါ့နော်ဇာတိတတိလတော်တော်များများအသိပညာရှိတဲ့သူအတတ်ပညာရှိတဲ့သူတော်တော်များများပေါ့နော်အများစုကိုပြောလိုက်မဲ့စကားကိုတို့စိတ်ထဲကနေပြီးတော့နှလုံးသားထဲကနေပြီးတော့ကျွန်တော်တို့ထွက်လာတဲ့စကားကိုနော်ပြောတော့မယ်လုပ်မယ်ဆိုလို့ရှင်ဒါပေမဲ့မပြောဘူးဘာလို့လဲဆိုလို့ရှင်နှလုံးသားကနေပြီးတော့အုံနောက်ကိုယင်ပို့တယ်အုံနောက်ကနေပြီးတော့ပြောတင်လားမပြောတင်လားစဉ်းစားတယ်ပြီးကမှကျွန်တော်တို့အဲ့ဒီပြောတင်တယ်ဆိုလို့ရှင်အဲ့ဒီစကားကိုပြောတာအဲ့တော့
ဘောနော်စကားဆိုတာမျိုးကအဲ့လိုပြောမှသာလင်တစ်ဖက်လူကိုခံတာတဲ့ဘောနော်အနေထားမှာရှိစေမှာဖြစ်တယ်ခါကြလို့ရှင်ကိုပြောလိုက်တဲ့စကားဟာဟိုမှာနှလုံးသားလာတဲ့စကားကိုထိုက်အုံနောက်စီမပို့ဘဲနဲ့တခါလည်းဒီကိုရဲ့နှုတ်ကနေပြောလိုက်တော့မှဆိုလို့ရှင်မှားလားလည်းမသိဘူးစဉ်းစားဆုံးဖြတ်နိုင်စွမ်းမရှိတော့တဲ့အတွက်ဟောပေါ့လုံးမအစမပြေဘူးပေါ့နော်ဒါပြဿနာဖြစ်ဖို့ရာခိုင်နှုန်းတော်တော်များတယ်ပေါ့နော်အဲ့လိုပုံစံဖြစ်ပါတယ်အဲကြတော့လူဘဝမှာနေတော့မယ်ထိုင်တော့မယ်ပေါ့နော်နေတတ်ဖို့ထိုင်တတ်ဖို့ဆိုရင်ဒီကကိုပြောတဲ့စကားရမ်းရေးကြည့်ပါကိုပြောလိုက်တဲ့စကားတစ်ခုကြောင့်သူတစ်ပါးထိခိုက်နေတာသွားမယ်ဆိုရင်ဟာလားလုံးဝအဆင်မပြေပါဘူးအဲ့တော့ဘာကျုပ်ဆရာတော်တရားဘာကျုပ်ဆရာတော်ကြီးနော်ဩဝါဒကိုခံယူပူတယ်ဆရာတော်ကြီးဘာပြောလဲစကား၃မျိုးရှိရဲ့မြတ်စွာဘုရားဟောကြားတဲ့စကား၃အဲ့ဘာလို့လဲဆိုလို့ရှင်ဟာစကားပြောတင်လားမပြောတင်ဘူးလားဆိုတာကိုဘက်ကနေပြီးတော့အမြဲတမ်းနော်ဒါစဉ်းစားဖို့လိုတယ်စဉ်းစားပြီးလည်းပြောမယ်ဆိုရင်လည်းဒီလို၃မျိုးကိုက်ညီလို့ရှင်ပြောလို့ရတယ်ဥပမာပေါ့လူတယောက်ကိုကစကားပြောတော့မယ်ဆိုလို့ရှင်စကားကလည်းမှန်ရမယ်နော်အရှိန်ခါလည်းကောင်းရမယ်သူနဲ့ကိုယ်နဲ့အကျိုးရှိရမယ်နော်အဲ့ဆိုလို့ရှင်အဲ့စကားပြောလို့ရပါတယ်တချို့ကြတော့ရှိသေးတယ်ကိုပြောမဲ့စကားလည်းမှန်နေတယ်အရှိန်ခါလည်းညီတယ်တချို့ကြတော့မကြိုက်ဘူးသူပြောလိုက်တဲ့စကားကိုသူမကြိုက်ဘူးဆိုတဲ့ဒါပေမဲ့အကျိုးရှိတယ်အဲ့ဆိုလည်းပြောလို့ရတယ်သူကြိုက်တာမကြိုက်တာကိုဖြစ်လို့မရဘူးအဲ့တော့နောက်တစ်ခုကဘာလဲဆိုလို့ရှိရင်ကျွန်တော်တို့ပြောလို့လည်းအဆင်မပြေဘူးပြောဖို့လည်းအချိန်မတန်ဘူးမှန်လားမမှန်ဘူးနော်သူကလည်းကြိုက်တယ်ဆိုလို့အဲ့ဒါစကားပြောလို့မရဘူးအချို့လည်းမရှိဘူးဆိုပြောမယ်အဲ့တော့လွယ်မှာကျွန်တော်တို့စကားပြောတဲ့အခါမှာအဲ့ဒီလိုအရေးရှင်းလေးတွေဒါကိုထည့်သွင်းပြီးတော့နေမယ်ဆိုလို့ရှိရင်ပေါ့နော်ဒါလူတိုင်းနဲ့ပေါင်းသင်းဆက်ဆံတဲ့နေရာမှာဒါအများကြီးအထောက်အကူပြုမှာဖြစ်ပါတယ်။ဘာကြောင့်ဆရာတော်ဘုရားကြီးဟောတဲ့ဩဝါဒတွေထဲမှာဆိုလို့ရှိရင်အများကြီးပေါ့နော်ဒါအသိဉာဏ်ဘုသူတာတွေအများကြီးတိုးပါတယ်။ဒါကြောင့်မို့လို့ငယ်ညီမတွေရဲ့ညီကိုမောင်နှမနော်ဘုန်းနဲ့ရွယ်တူရှိတဲ့လူငယ်တိုင်းပေါ့နော်ဒါကျွန်တော်တို့စိတ်သက်ပိုင်းမှာဆရာတော်ဘုရားကြီးဩဝါဒထဲမှာအမြဲပြောတဲ့ဘာလဲ mental exercise ဆိုပေါ့နော်ကိုယ့်ရဲ့စိတ်ကိုလည်းအများအားလေ့ကျင့်ကန်လုပ်ပေးပြီးတော့ training ပေးဖို့လိုအပ်ပါတယ်ဒါကြောင့်မို့လို့ကိုယ်စိတ်ကိုယ်သာထိန်းချုပ်နိုင်မယ်ဆိုလို့ရှိရင်နဲ့ဒါလားသောတာပန်လည်းဖြစ်လို့ရတယ်အနာဂတ်လည်းဖြစ်လို့ရတယ်ဆိုတာကိုဆရာတော်ကြီးကဟောပြပေးထားတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်